တစ်ပတ်မှာတော့လာမယ့်မေလ23ရက်နေ့မှာကြာရောက်မယ့်38နှစ်မြောက် KYO ကရင်လူငယ်အစည်းအရုံးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ KYO ကရင်လူငယ်အစည်းအရုံးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ KYO အကြောင်းပြောရင်နှစ်ပိုင်းခွဲပြောရမှာဖြစ်ပါတယ်။ပထမတစ်ပိုင်းကကရင်တော်လှန်ရေးမစတင်ခင် KNU မပေါ်ပေါက်ခင်ကတည်းကတည်ရှိခဲ့ပြီး1949မှာဖဆပလအစိုးရနဲ့တွားရောက်ပူးပေါင်းခဲ့တဲ့ KYO ပထမမျိုးဆက်နဲ့1989မာနယ်ပလောမှာပြန်လည်ဖွဲ့စည်းခဲ့တဲ့လက်ရှိတည်ရှိနေတဲ့ KYO ဒုတိယမျိုးဆက်ဆိုပြီးနှစ်ပိုင်းခွဲပြောရမှာဖြစ်ပါတယ်။ကိုလိုနီခေတ်ဦးပိုင်းမှာကတည်းကကရင်လူမျိုးတွေအကြားခေတ်ပညာတတ်တွေများပြားလာပြီးအမျိုးသားရေးနိုးကြားမှုရှိလာတာနဲ့အမျှကရင်အမျိုးသားရေးကိုဆောင်ရွက်နိုင်ဖို့အတွက်1881မှာအမေရိကန်ပြန်ပါရဂူဘွဲ့ရောက်ဒေါက်တာတီတန်ပြာကနေဦးဆောင်ပြီး Karen National Association ကရင်အမျိုးသားအသင်းခေါ်ဒေါကလူအသင်းကိုစတင်ဖွဲ့စည်းခဲ့ပါတယ်။ဒေါကလူအသင်းဟာဗမာလူမျိုးတွေအကြားပထမဦးဆုံးပေါ်ပေါက်ခဲ့တဲ့အသင်းဖွဲ့တစ်ခုဖြစ်တဲ့ YMBA ခေါ်ဗုဒ္ဓဘာသာကလျာဏယူဝအသင်းထက်25နှစ်စောပြီးပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ဒေါကလူဟာကရင်လူမျိုးတို့ရဲ့အခွင့်အရေးတွေကိုတင်ပြတောင်းဆိုပြီးကရင်လူမျိုးများဖိနှိပ်အုပ်ချုပ်ခံရခြင်းကနေလွတ်မြောက်ဖို့အတွက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ဒေါကလူအသင်းကြီးရဲ့ကြိုးပမ်းမှုကြောင့်ကိုလိုနီခေတ်မှာကရင်အမျိုးသားကျောင်းတွေပေါ်ပေါက်လာပြီးကရင်လူမျိုးတို့ရဲ့ပညာရေးအဆင့်အတန်းဟာအနေအထားတစ်ခုထိရောက်ရှိလာတဲ့အပြင်ကိုလိုနီခေတ်အစိုးရထိပ်ပိုင်းတာဝန်တွေမှာကရင်လူမျိုးတွေကိုစတင်မြင်တွေ့လာရတာဖြစ်ပါတယ်။ဒါအပြင်ဒေါကလူအသင်းရဲ့ကြိုးပမ်းမှုကြောင့်ကရင်လူမျိုးတွေဟာနိုင်ငံရေးအမြင်အမျိုးသားရေးအမြင်များပွင့်လန်းလာပြီးတတိတခြားနဲ့အေးချမ်းနေလို့တဲ့သဘောတဘာဝရှိတဲ့ကရင်လူမျိုးတွေဟာတီးခြားကရင်ပြည်ရှိရန်လူချောင်းထိုစဉ်ကတည်းကခေတ်ပညာတတ်ကရင်အမျိုးသားခေါင်းဆောင်တွေကကြိုတင်သိမြင်ခဲ့တာဖြစ်ပါတယ်။ဗမာဘရင်မွန်ဘရင်ခေတ်ကတည်းကဖိနှိပ်အုပ်ချုပ်ခံရတဲ့ကရင်လူမျိုးတွေဟာကိုလိုနီအုပ်ချုပ်မှုဗမာလူမျိုးတို့ရဲ့အုပ်ချုပ်မှုအောက်ကနေလွတ်မြောက်ပြီးတီးခြားကရင်ပြည်ရရှိရေးအတွက်ထိုစဉ်ကတည်းကကြိုးပမ်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ဒါအပြင်ကိုလိုနီခေတ်မှာ BKNA ဗုဒ္ဓကရင် National Association ဆိုတဲ့ကရင်အသင်းဖွဲ့တစ်ခုလည်းတည်ရှိနေပြီးကရင်အမျိုးသားရေးကိုဆောင်ရွက်နေခဲ့တာဖြစ်ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းရဲ့ဖိတ်ခေါ်မှုနဲ့အတူဖက်စစ်ဂျပန်တွေမြန်မာပြည်ကိုလာရောက်သိမ်းပိုက်အုပ်ချုပ်တဲ့အချိန်မှာတော့ဒေါကလူအသင်းကြီးရဲ့လှုပ်ရှားမှုတွေဟာမှိမ့်လာခဲ့ပါတယ်။ဒါအပြင်ဖက်စစ်ဂျပန်စီကနေစစ်ပညာအမှုရခဲ့တဲ့ဗမာတပ်မတော် BIA ဟာကရင်လူမျိုးတွေကိုအင်္ဂလိပ်အလိုတော်ကြီးလို့ဆွဆွဲပြီးလူမျိုးတုံးတပ်ဖြတ်နေတာကြောင့်1942မှာကရင်ဗမာအရေးအခင်းစတင်ဖြစ်ပွားခဲ့ပါတယ်။ဒီအခြေအနေတွေကိုထိန်းသိမ်းဖို့အတွက်1945ခုနှစ်မှာဒေါကလူခေါင်းဆောင်တချို့နဲ့ကရင်ခေါင်းဆောင်တချို့ပူးပေါင်းပြီး KCO Karen Central Organization ကရင်ဗဟိုအဖွဲ့ချုပ်ကိုထပ်မံဖွဲ့စည်းခဲ့ပါတယ်။1945ဒီဇင်ဘာလ15ရက်နေ့မှာပဲ KCO မှာရှိတဲ့ကရင်လူငယ်တွေစုစည်းပြီး KYO ဆိုတဲ့ကရင်လူငယ်အစည်းအရုံးကိုထပ်မံဖွဲ့စည်းလိုက်ပါတယ်။1946မှာစောဘဦးကြီးပါဝင်တဲ့ KCO ကိုယ်စားလှယ်တွေဟာအင်္ဂလန်ထိသွားပြီးတီးခြားကရင်ပြည်ရရှိရေးကိုတောင်းဆိုခဲ့ပါတယ်။ကန်ဆိုးစွာနဲ့ပဲအဲ့ဒီအချိန်တုန်းကဗမာပြည်အကြောင်းကိုတီးတဲ့ဝန်ကြီးချုပ် Winston Churchill ကဝန်ကြီးချုပ်မဟုတ်တော့ပဲသူ့နေရာကိုဝန်ကြီးချုပ်အက်တလီတက်လာပါတယ်။ဗြိတိန်ဝန်ကြီးချုပ်အက်တလီဟာကရင်လူမျိုးအကြောင်းဗမာပြည်အကြောင်းသိမသိသလိုသိလဲစိတ်မဝင်စားပါဘူး။အမှန်တကယ်တော့ဗြိတိရှစစ်တပ်ထဲမှာကရင်လူမျိုးအများပြားဝင်ရောက်စစ်မှုထမ်းခဲ့ပြီး1942ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့အတ္တလန္တိတ်စာချုပ်အရဒုတိယကမ္ဘာစစ်အတွင်းဗြိတိန်နိုင်ငံဘက်ကဝင်ရောက်စစ်တိုက်ပေးတဲ့မဟာမိတ်တွေကိုအချိန်တန်ရင်လွတ်လပ်ရေးပေးမယ်ဆိုတဲ့အချက်ပါဝင်လာတာကြောင့်ဒုတိယကမ္ဘာစစ်အတွင်းကရင်တပ်ဖို့တပ်မှုတွေကတီးခြားကရင်ပြည်ရရှိရေးမျှော်လင့်ချက်နဲ့ဗြိတိရှဘက်ကဝင်ရောက်စစ်ကူတိုက်ပေးခဲ့ပါတယ်။တကယ်တမ်းစစ်ကြီးပြီးသွားတဲ့အချိန်မှာတော့ကရင်လူမျိုးတွေဟာမိလျော့ခံခဲ့ရပြီးတီးခြားကရင်ပြည်ရရှိရေးအတွက်နီးလန်းမျိုးစုံကြိုးပမ်းခဲ့တဲ့ကရင်လူမျိုးတွေဟာနေချက်အလိုတော်ကြီးခွဲထွက်ရေးသမားတပုံဆိုတဲ့ဝေဖန်အပုတ်ချမှုတွေနဲ့အတူယနေ့အချိန်ထိကရင်တော်လှန်ရေးကိုဆက်လက်ဆင်နွှဲနေရတာဖြစ်ပါတယ်။ထိုစဉ်တုန်းကဝန်ကြီးချုပ်အက်တလီဟာဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ဖဆပလအဖွဲ့နဲ့သာအဓိကညှိနှိုင်းခဲ့ပြီးတီးခြားကရင်ပြည်ကိစ္စကိုကရင်လူမျိုးတွေအနေနဲ့ဖဆပလနဲ့ဆက်လက်ညှိနှိုင်းဖို့ပြန်ပြောခဲ့ပါတယ်။1948မှာတော့ကရင်အမျိုးသားညီလာခံကျင်းပခဲ့ပြီးတတိတခြားတည်ရှိနေတဲ့ကရင်အဖွဲ့အစည်းတွေဖြစ်တဲ့ဒေါကလူအသင်း KNE ကရင်ဗဟိုအဖွဲ့ချုပ် KCO ကရင်လူငယ်အစည်းအရုံး KYO ဗုဒ္ဓကရင် National Association BKNE တို့ပူးပေါင်းလိုက်ပြီး
ကရင်မျိုးသားအစည်းအရုံး KNU ကိုဖွဲ့စည်းလိုက်ပါတယ်။ထိုညီလာခံမှတဆင့်ကရင်လူမျိုးတို့ရဲ့နိုင်ငံရေးပန်းနိုင်ကိုအကောင့်ထဲပေါ်ပေးဖို့အတွက် KNU ကိုကရင်တမျိုးသားလုံးကတာဝန်ပေးအပ်လိုက်တာဖြစ်ပါတယ်။ KNU ရဲ့ဦးဆောင်မှုနဲ့အတူကရင်လူမျိုးတို့ရဲ့တီးခြားကရင်ပြည်တောင်းဆိုမှုအတန်ဟာကျဲလောင်စွာထွက်ပေါ်လာခဲ့ပြီးတစ်ဖက်မှာလည်းဖာစာပလဟာဗြိတိရှအစိုးရနဲ့နုအတ္တလီစာချုပ်ချုပ်ဆိုပြီးဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲကဗမာပြည်တိုင်းပြူပြည်လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲစတင်ကျင်းပတော့မှာဖြစ်ပါတယ်။ KNU အနေနဲ့လည်းဗြိတိရှအစိုးရထံနုအတ္တလီစာချုပ်ကိုကန့်ကွက်ကြောင်းတီးခြားကရင်ပြည်ကိစ္စကိုဗြိတိရှအစိုးရအနေနဲ့မဖြေရှင်းပေးပါကတိုင်းပြူပြည်လွှတ်တော်ရွေးကောက်ပွဲကိုတပိတ်မောက်မိအကြောင်းစာရေးသားပေးပို့လိုက်ပါတယ်။နောက်ပိုင်းမှာတော့တီးခြားကရင်ပြည်အရေးနဲ့ပတ်သက်ပြီးဗြိတိရှနဲ့ရောဖာစာပလနဲ့ပါဘလို့မှညှိနှိုင်းလို့အဆင်မပြေတာကြောင့်နိုင်ငံရေးပြဿနာကနေလက်နက်ကင်ပဋိပက္ခအဖြစ်သို့အတွင်ပြောင်းသွားပြီး1949ခုနှစ်မှာ KNU ဌာနချုပ်ကိုဖာစာပလတပ်တွေကဝင်ရောက်စီးနင်းခဲ့တာကြောင့်ကရင်လက်နက်ကင်တော်လှန်ရေးဟာမလွဲတာမရှောင်သာစတင်လိုက်ရပါတော့တယ်။ဒီနေရာမှာပြောစရာတစ်ခုရှိတာကဖာစာပလကျင်းပတဲ့1949တိုင်းပြူပြည်ရွေးကောက်ပွဲကို KNU ကတပိတ်မှောက်ဖို့ဆုံးဖြတ်ခဲ့ပေမဲ့မန်ဘခိုင်ဦးဆောင်တဲ့ KYO အဖွဲ့ဟာကရင်အမျိုးသားရေးကိုတစ္ဆာဖောက်ပြီး KNU ကနေပြန်လည်ခွဲထွက်ကဖာစာပလနဲ့တွားရောက်ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့ဗမာပြည်လွတ်လပ်ရေးမရခင်1949ကနေစပြီးကရင်တော်လှန်ရေးကရင်အမျိုးသားရေးမှာ KYO ပထမမျိုးဆက်ရဲ့တမိုင်းစာမျက်နှာပြီးဆုံးသွားတာဖြစ်ပါတယ်။ KYO ဒုတိယမျိုးဆက်ကိုတော့1989မေလ23ရက်နေ့မှာ KNU ဌာနချုပ်မာနီဘလောမှာပဲပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ထိုစဉ်က KNU ရဲ့လူငယ်လက်ယုံအဖွဲ့အစည်းတစ်ခုပြန်လည်ဖွဲ့စည်းဖို့စဉ်းစားနေတဲ့အချိန်ဖြစ်ပြီးအစည်းအဝေးမှာခေါင်းဆောင်ကြီးတွေကလူငယ်အဖွဲ့အစည်းရဲ့နာမည်ကိုတမိုင်းမှာတည်ရှိခဲ့တဲ့ KYO ဆိုတဲ့နာမည်ကိုပဲပြန်လည်အသုံးပြုဖို့ဆွေးနွေးကြသလိုတချို့ခေါင်းဆောင်တွေကလည်း KYO ဆိုတာကရင်တော်လှန်ရေးကိုသစ္စာဖောက်ခဲ့တဲ့တမိုင်းအမဲဆက်ရှိနေတာကြောင့်တခြားနာမည်သုံးသင်ကြောင်းဆွေးနွေးခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးစောဘိုမြကကရင်လူငယ်အဖွဲ့ကို KYO လို့ပဲခေါ်ရမယ်။မန်ပခိုင်တို့ဖာစာပလနဲ့တွားပေါင်းတာကမန်ပခိုင်တို့ရဲ့တမိုင်းပဲဖြစ်တယ်ဆိုပြီးပြောလိုက်တာကြောင့် KYO ကရင်လူငယ်အစည်းအရုံးဟာအင်းနဲ့အားနဲ့တဖန်ပြန်လေပေါ်ပေါက်လာပါတော့တယ်။ ခေတ်သစ် KYO ဟာမိခင် KNU ကိုအပြည့်အဝကူညီထောက်ပံ့ပေးနေပြီးတော်လန်သောမျိုးချစ်လူငယ်တွေကိုမွေးထုတ်ပေးလျက်ရှိပါတယ်။ဒါအပြင်အနာဂတ်ကရင်တော်လန်ရေးခေါင်းဆောင်တွေကိုလေ့ကျင့်ပြိုးထောင်ပေးတဲ့လူငယ်အဖွဲ့အစည်းတစ်ခုလေးဖြစ်ပါတယ်။ဘဝတူအဖိနှိတ်ခံလူမျိုးစုလူငယ်အဖွဲ့တွေနဲ့လည်းမဟာမိတ်ဆက်ဆံရေးတည်ဆောက်ထားပါတယ်။ဒါအပြင်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုတွေလှုပ်ဆောင်နေတယ်လို့လူငယ်စွမ်းရည်မြင့်တင်ရေးတင်တန်းနိုင်ငံရေးစစ်ရေးတင်တန်းများကိုလည်းဦးဆောင်ကျင်းပလိရှိပါတယ်။ KYO ဖွဲ့စည်းရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့အမျိုးသားဒီမိုကရေစီတော်လှန်ရေးအတွက်မျိုးချစ်လူငယ်ခေါင်းဆောင်တွေကိုမွေးထုတ်ပေးဖို့နဲ့မိခင် KNU ရဲ့ချမှတ်ထားတဲ့လမ်းညွှန်မှုမူနှစ်လမ်းစဉ်လုပ်ငန်းစဉ်တွေကိုကောင်းထည့်ဖော်ရမှာတအားပါဝင်ကူညီပေးဖို့ပဲဖြစ်ပါတယ်။လက်ရှိအချိန်မှာ KYO ဟာ KNU ရဲ့ခရိုင်9ခုသို့မဟုတ်တပ်မဟာ9ခုအပြင်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒုက္ခသည်စခန်းတွေမှာပါဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်။ဒါအပြင်ပြည်ပရောက်ကရင်လူငယ်အဖွဲ့တွေနဲ့လည်းချိတ်ဆက်ဆောင်ရွက်လျက်ရှိပါတယ်။ KYO ဟာကျေးရွာအုပ်စုမြို့နယ်ခရိုင်ဗဟိုစသည်ဖြင့်အဆင့်ဆင့်ဖွဲ့စည်းထားသလိုကွန်ဂရက်ကျင်းပပြီးခေါင်းဆောင်တွေကိုရွေးကောက်တင်မြှောက်တာဖြစ်ပါတယ်။ KYO ရဲ့ဖွဲ့စည်းပုံအရကြီးရွာအဆင့်မှာအလုပ်အမှုဆောင်ကော်မတီ9ဦးမြို့နယ်အဆင့်မှာအလုပ်အမှုဆောင်ကော်မတီ9ဦးခရိုင်အဆင့်မှာအလုပ်အမှုဆောင်ကော်မတီ9ဦးနဲ့ဗဟိုအဆင့်မှာတော့ဥက္ကဋ္ဌဒုဥက္ကဋ္ဌအတွင်းရေးမှူးတွဲဖက်အတွင်းရေးမှူး1တွဲဖက်အတွင်းရေးမှူး2အပါအဝင်စီယုံရေးနှင့်ပြန်ကြားရေးတာဝန်ခံတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်လူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံလူမှုရေးတာဝန်ခံမဟာမိတ်ရေးရာတာဝန်ခံဘဏ္ဍာရေးတာဝန်ခံစည်ရင်းစစ်တာဝန်ခံစသည်ဖြင့်ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်12ဦးရှိပါတယ်
လက်ရှိ KYO ဥက္ကဋ္ဌကတော့ဘဒူစောလင်နေဖြစ်ပြီးဘဒူစောလင်နေဟာ KNU ဗဟိုကော်မတီဝင်တဦးလေးဖြစ်ပါတယ်။ KYO ဒုတိယမျိုးဆက်မှာထင်ရှားတဲ့ပုံကိုယ်တွေကတော့လက်ရှိ KNU ဥက္ကဋ္ဌဘဒိုစောကွယ်ထူဝင်း KNDO စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်စောရှိလေ KNU တွဲဖက်အတွင်ရေးမှူးနှင့်ဘဒိုစောလာထွန်း KNU ပြောရေးဆိုခွင့်ရှိသူဘဒိုစောကလေးစီ KNU ဗဟိုအလုံးမှုဆောင်ကော်မတီဝင်ဘဒိုစောအဲဂလူစီ KNU ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ဘဒိုစောပိုပိုထူအောင်ဘဒိုမန်းကနီဒီဘဒိုစောဆဲပွဲတို့ဟာတချိန်က KYO လူငယ်တွေဖြစ်ကြပါတယ်။ မေလ23ရက်နေ့မှာကြာရောက်တဲ့ကရင်လူငယ်အစည်းအရုံး KYO ရဲ့38နှစ်မြောက်မွေးနေ့မှသည်ညာမကြခင်ကာလတွေမှာကရင်တော်လှန်ရေးကိုအောင်မြင်အောင်အကောင့်ထေဖော်ပြီးမဲ့မျိုးချစ်ကောင်းဆောင်တွေကိုအမြန်ဆုံးမွေးထုတ်ပေးနိုင်ပါစီကြောင်း PBO Channel မှစုမုံကောင်းတောင်းအပ်ပါတယ်။